တော့ထိုင်းနိုင်ငံကိုဝင်ခဲ့တဲ့အချိန်တော့ကျွန်တော်ရဲ့အသက်15 16ကျွန်တော်အဲ့ချိန်တော့သမင်းဝယ်စားဖို့တော့ပတ်စံမရှိခဲ့ပါကျွန်တော်လူတယောက်ကလုပ်ငန်းလုပ်ဖို့လက်ခေါ်ခဲ့ပါတယ်ကျွန်တော်လည်းတွေးမိတာပေါ့နော်ဒီတကားကိုဘာကြောင့်တော့ခိုက်ရတယ်ဆိုဓာတ်ပုံလေးရတယ်เขาบอกว่าไปทำพาสปอร์ตชื่อแบบไหนหายจำไว้มีจอลแต่แนะนำน้ำเต้านั้นคือนกใบเปียยมเกณฑ์ประกาศทางพรมทางเดินจำมอนไปขายทลายมาขายผงวยปล่อยปอนลางหมู rồi hồng hậu là โรงงานปลากระป๋องအဲ့လိုပြောစင်ညာအဲ့ဒါညီကြကိုပြန်လို့လည်းမရပြုတ်လို့လည်းမရမြန်မာပွဲစားရယ်လမ်းတရဲရယ်ပလိတ်ရယ်တူအလုပ်လုပ်ခဲ့